အပိုင်းနေ့ရဲ့စမှာတော့သူကအင်ဂျီသွားလဲခဲ့ပါတယ်ပြီးတော့သူဆိုင်ကစီးပြီးစပင်တွန်းညက်ပါတယ်ဆရာဘာကင်းညံလေဗျဟိုမုန်းစာကီလေးညံချင်ပါလေဗျ ပြီးတော့သူတနတ်တော့ဝယ်ပါတယ်ခါပတ်တနက်ကဈေးတိတ်မကြီးတာကြောင့်ခါပတ်တနက်ပဲဝယ်လာခဲ့ပါတယ်ပြီးတော့တခုကသူ့အိမ်ဖောက်ကြပါတယ်ပြီးတော့သူကလည်းပုံပေါက်တန်ချလို့တနက်ယူပြီးသူ့အိမ်ကိုလာခဲ့ပါတယ် ရောင်လမ်းမြောက်ပြီးတော့တခုတယောက်ကသူ့ရဲ့နီရောင်ဘုံကိုပြစ်လိုက်ပါတယ် ရောင်ပြီး ပြီးတော့တခုကကားစီးပြီးထွက်သွားပါတယ်သူကလည်းလိုက်ပြီးရဲတယောက်ကိုတွေ့ပါတယ်သူပြောကားငားလို့ရတယ်လို့သူလည်းငားတော့ပါတယ်ပြီးတော့သူကလည်းလိုက်ပါတော့တယ်ပြီးတော့တခုကသူ့ကားကိုတိုက်ပြီးထွက်ပြေးသွားပါတယ် ဟာလွတ်တော့ပြန်ပြီကွာ ပြီးတော့သူကလည်းအိမ်ပြန်လာပြီးကားကိုပဲလာပြေးသွားပါတယ်ပြီးတော့သူကလည်းကားစရုပ်မှာဖို့စဉ်းစားလိုက်ပါတယ် ဟာကာဖီယိုကတိန်း300ပဲကွာဝယ်လိုက်ပါမယ်ကွာပြီးတော့ drone နဲ့ဝယ်လိုက်ပါမယ် ပြီးတော့သူလမ်းလျှောက်နေုံတနတ်တလက်ကိုကောက်တွေ့သွားပါတယ်ပြီးတော့သူကလည်းအဲ့တနတ်ကိုယူပြီးအိမ်မှာလာထားခဲလိုက်ပါတယ် ဟာပစ္စည်းရောက်လာပြီတင်နဲ့ငါတော့ကြည့်အောင်မယ် ပြီးတော့ပစ္စည်းကလည်းရောက်လာပါတယ်ပြီးတော့သူကလည်းအဲ့ပစ္စည်းကိုဖောက်ကြည့်လိုက်ပါတယ်ပြီးတော့ပစ္စည်းနောက်တစ်ခုက drone ဖြစ်နေပါတယ်ပြီးတော့ခလုံးနောက်တစ်ခုပါလို့အဲ့ဟာက emergency ခလုတ်ပဲဖြစ်ပါတယ်ပြီးတော့လူတယောက်ကသူ့ကိုမိလဲအောင်လာထိုးလိုက်ပါတယ်ပြီးတော့လူတယောက်စီသွားထားလိုက်ပါတယ်ပြီးတော့သူထားလာတော့ထောင်ထဲမှာရောက်နေပါတယ်ပြီးတော့သူက emergency ခလုတ်ကိုနှိပ်ပြီး drone နဲ့တနတ်နဲ့ laptop ကိုပြန်ခေါ်ဖို့လုပ်လိုက်ပါတယ်ပြီးတော့ drone ကလည်းလာပို့ပါတယ်ပြီးတော့ရန်သူတွေမြင်မှာဆိုတော့ drone ကိုပြန်ထားလိုက်ပါတယ်ပြီးတော့ခုံအောက်မှာဖွက်ထားလိုက်ပါတယ် ရောင်မိုင်းတူဖို့ချိန်ရောက်ပြီရောင်ဘာခလို့ရရောင်မောက်ပြီးစမ်းဟာဆိုပြီးပါကွာရော့ ပြီးတော့သူကလည်းမိုင်းတူးနေတော့လူတယောက်ကအဆောင်တယောက်ကိုထိုးပြီးတနက်ကိုလူယူပြီးထွက်ပြေးသွားပါတယ်ပြီးတော့လျှို့ဝခန်းဆိုတဲ့နေရာမှာရောက်လာပါတယ်ပြီးတော့တနက်ကိုအဲ့နေရာမှာထားလိုက်ပါတယ် ဆရာဒီနေရာမှာမလုပ်လာလဲဗျအော်ငါဒီထောင်ကနေထွက်ဖို့စေဦးဒီထွင်ရမင်းလည်းပါလားဟုတ်ပါပါပဲခင်ဗျကျွန်တော်အခန်းထဲမှာ laptop နဲ့တနက်ယူလာပြီးပါမယ် drone နဲ့ ပြီးတော့သူက laptop နဲ့တနက်နဲ့ drone နဲ့ယူလာပြီးပါတယ်ပြီးတော့တလကြာတော့တဲ့အခါပြီးတော့သူ laptop နဲ့ drone နဲ့စေုပ်တစ်ခုတီထွင်လိုက်ပါတယ်ပြီးတော့အစေုပ်ကလူပါဝတ်လို့ရပါတယ်ပြီးတော့သူဝတ်ခိုင်းပြီးတော့ပြန်တိုက်ခိုင်းပါတော့တယ်သူလည်းပြန်တိုက်ဖို့စဉ်းစားလိုက်ပါတယ်ဒါတော့ဘိုင်းနေဖွာရဲ့ဘိုင်းတုံးကိုမနှံ့ဖြံမှတင်ပေးသွားပါမယ်